မတတို့စီမလေးချက်ပေါက်တွေကနေပြီးတော့လာပို့တာမသိရေအဖြူတွေစင်းနေလို့ဘယ်လိုလုပ်ရမလဲဘယ်လိုတွေတောင်စင်းတာဆိုရင်တချို့ဆိုရင်ပုံတွေတောင်ပို့တယ်တချို့ကြလဲပုံပို့ရမလားဆိုပြီးတော့မေးတယ်ပေါ့နော်ဒါတွေကမတတို့ကနေစဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေဆိုတော့ဒီစကားနဲ့ပြောလိုက်ရင်ကိုသိတယ်ဒါဒီဘာဖြစ်နေလဲဆိုတာကိုသိတယ်အဲ့ဒီခါကျတော့ပေါ့နော်ဒီအဖြူစင်းတဲ့လူတွေကိုမေးကြည့်လိုက်ဒီနည်းနည်းလေးစဆဆင်းချင်းဆိုရင်နည်းနည်းလေးပဲဆင်းတယ်ဘယ်သူမှဝုန်းငွန်းတဲ့လူမျိုးကြီးဖြစ်သွားတာမဟုတ်ဘူးနည်းနည်းလေးဆင်းတယ်နဲရနေပါပြပြချင်းများလာပြီးတော့မှဒီရာယန်နာတွေအနံ့ဆိုးတွေထွက်တာတွေနောက်တစ်ခုကပေါ့နော်နောက်ပြဿနာတွေစီးပူတာတွေစီးကျင်တာတွေဒါဖြစ်လာတာနောက်အဖြူဖက်တို့ဆင်းတာတွေအဝါအပြစ်တွေအများကြီးဆင်းတာတွေဒီအဖက်တွေကနှကန်းသားမှာပေါ့နော်ပေးနေတဲ့အထိအတွင်းကပေါင်းပြီးပေးတဲ့အထိဖြစ်တာတွေဒါတွေကဒီလိုဖြစ်တဲ့အထိဘာလို့စောင့်နေတာလဲမတက်ကမေးချင်တာလေနော်အဲ့တော့မတက်တို့လည်းအမျိုးသမီးတွေကအမျိုးသမီးမို့လို့အဖြူစင်းတာဖြစ်တယ်နောက်ပြီးတော့အနံ့ထွက်တာလည်းဖြစ်တယ်ရားတာလည်းဖြစ်တယ်အဲ့တော့မတက်ဆိုရင်မင်းညာကပေါ့နော်ဟိုဗလဲအရင်ရက်ကအဖြူစင်းတယ်အဖြူစင်းတယ်ဆိုရင်စင်ချင်းပဲဒီပေါ့နော်ကွတိတီချင်းပဲတိမ်နဲ့ဟော်မုန်းဖြစ်ဆက်စာကိုကောက်တော့ပလိုက်တယ်အဲ့မှာနေဆေးမှာလေးငလုံးရှိသေးတယ်စဆဆင်းချင်းဆိုတော့လေးငလုံးနဲ့ကိုပျောက်သွားတယ်မင်းညာကြရားတယ်ပေါ့နော်ရားတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ဒီရားတာကကိုကမကုတ်ချင်တဲ့ခါကျတော့ကြိတ်နေရင်ကနေပြီးမှဒီပေါ့နော်မိမကိုနှခမ်းတစ်ဖက်ကရောင်လာတယ်အဲ့မှာချက်ချင်းမသက်ပေါ့နော်ဒီစက်ပြလေးနဲ့အထဆေးပလိုက်တယ်ဒီစက်ပြလေးကမသက်အများအားသုံးတာတနေ့ကို2ခါပေါ့နော်အနည်းဆုံး1ခါ3ပြစ်တယ်အဲ့တော့ချက်ချင်းပဲတက်တာသွားတယ်ပြောချင်တာကစဖြစ်ခါစားကိုကုရင်ဘာမှလာနဲ့ချီပြီးစေးမတော့ပါဘူးအဖြူလေးစဆင်းနေကိုကသတိထားနေလိုက်ကိုကအမျိုးသမီးလေးနော်အမျိုးသမီးတွေကအမျိုးသမီးဆိုတဲ့အတွက်ကြောင့်မလို့တိချင်းပဲစေးတော့လိုက်ပျောက်ရောရားတယ်ဖြစ်တယ်အနံ့ထွက်လာတယ်ချက်ချင်းပဲစက်ပြနဲ့စီးတယ်စက်ပြနဲ့စီးလို့မှစောင့်ကြည့်တယ်မတက်တာဘူးဆိုရင်စေးတော့လိုက်တယ်ဒါမျိုးလေးတွေလုပ်ပေးရမှာဒီအဖြူဖက်တွေဆင်းတဲ့အထိပေါ့နော်ဒီတအားကိုကုတ်ရမနေနိုင်လောက်အောင်ရားတဲ့အထိလူကြားသူကြားထဲမှာကုတ်ချင်စိတ်ကိုထိမ့်ပြီးတော့မနေနေရတဲ့အဖြစ်အနံ့ဆိုးတွေထွက်လို့ပတ်ဝန်းကျင်ကိုအားနာရတဲ့အဖြစ်ထိဘာလို့စောင့်နေတာလဲမစောင့်ပါနဲ့တခါတည်းဒီပေါ့နော်လိုအပ်တဲ့စက်ပြားတွေပေါ့နော်စီးဝါးတွေအစင်းစင်းရှိနေတဲ့တန်းနဲ့ဘာလို့မတောက်တာလဲဒီယောဂဒီနှုတုံးမှာဖြစ်ချင်းမှာတောက်လိုက်တယ်ဆိုရင်ဆေးက4-50လုံးနဲ့လည်းတက်တာနိုင်တယ်လို့15လုံးလုံး20နဲ့လည်းတက်တာနိုင်တယ်ယောဂရင်မှအဖြူဖက်တွေလိုက်စင်းမှဒီလိုမတရားရားမှနံမှစီးပူမှစီးကျင်မှစီးသွားတာအဆင်မပြေမှနောက်တစ်ခုကကျတော့ဒီပေါ့နော်တအိမ်ကောင်းရောင်မှတအိမ်ရောင်မှဘာလို့အဲ့ထီစောင့်နေလဲအဲ့လိုဆိုရင်တော့လာနဲ့ချီပြီးတော့စေးတောင်းရမယ်အဲ့တော့ကိုကစဖြစ်နေတဲ့ညီမလေးတွေဆိုရင်ညီမလေးတွေမတက်တဲ့ရွယ်သူတွေအမတွေဆိုရင်တော့စောစီစီဒီကုသဖို့အတွက်ကြံပေးခြင်းနဲ့နောက်ပြီးတော့မတက်တို့ဆိုရင်ဟိုပေါ့နော်တက်တိုင်သမျှဘုသက်စေမတောက်ဘူးဘုသက်စေမတောက်ချင်ဘူးဆိုရင်ဘုသက်စေရဲ့ side effect တွေကိုမတက်တို့ကြောက်တယ်ကြောက်တဲ့ခါဘုသက်စေမတောက်ချင်ဘူးဘုသက်စေမတောက်ချင်တော့ဘာလုပ်လဲဆိုဖြစ်ချင်းကိုကုသလိုက်တယ်အဲ့တော့ဒီလာနဲ့ချီပြီးတော့ဟာလာ3-4ကလရှိပြီးဒီလိုလက္ခဏာတွေအဖြူဖက်တွေဆင်းတာတွေအဝါအပြစ်တွေဆင်းတာတွေဒိန်ဂျီလိုဖက်တွေဆင်းတာတွေနောက်ပြီးတော့ကျတော့ရာယန်နာတွေအနံ့ဆိုးတွေထွက်နေတယ်ဆိုရင်တော့လာနဲ့ချီပြီးတော့စေးတောက်ရမယ်ဒါဟုမှမကုသဘူးဆိုရင်တော့နောက်ဆုံးမှတအိမ်ထုတ်ရတဲ့အဆင့်တအိမ်ကစားအဆင့်ကိုရောက်မယ်ဒါကြောင့်မို့လို့မသက်ကတော့ပေါ့နော်ဒီလိုဖြစ်လာပြီဆိုရင်အတိချာလေးစေးတောက်စေချင်ပါတယ်ဒီဘာဆေးတွေတောက်ရမလဲဆိုရင်လာနဲ့ချီပြီးတော့ဟလာ3-4ကလရှိတဲ့လူတွေကတော့ပုသက်ဆေးလေး၄လုံးလောက်တောက်မယ်တောက်ပြီးဆိုရင်မသက်တို့ပေါ့နော်ရောင်းချပေးတဲ့တိမ်နဲ့ဟော်မုန်းဖြစ်ဆက်စာလေးကိုတွဲတောက်လိုက်မယ်ဆိုရင်ဒီပုသက်ဆေးရောလည်းတော်တော်ဖြစ်နေတဲ့ပိုးတွေကိုတက်ပေးတယ်နောက်ဆက်တွဲကြံခဲ့တဲ့ပိုးတွေကိုတိမ်နဲ့ဟော်မုန်းကိုအားဖြစ်ပြီးတော့တိမ်ကကောင်းတဲ့ပိုးလေးထွက်လာပြီးတော့မကောင်းတဲ့ပိုးတွေတိုက်ထုတ်ပြီးတော့အရှင်းပြောင်းနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီလိုဖြစ်ဆက်စာလေးတွေကိုလိုချင်တယ်ဆိုရင်တော့မသက်ရဲ့ page ပေါ့နော် page messenger ဖုန်းနံပါတ် Viber ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်အဲ့တော့မိမကိုဒီအဖြူစင်းရဘာမဟုတ်တဲ့အဖြူစင်းရလို့ထင်ရကနေဖြူစင်းရကနေပြီးတော့ဒီတအိမ်ချစ်ရတာတွေတအိမ်ထုတ်ရတာတွေဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်နောက်ငွေကြေးပိုင်းဆိုင်ရာလူပိုင်းဆိုင်ရာမှာတအားထိကိုက်နစ်နာရတဲ့အဖြစ်မျိုးထိမဆောင်မဲနဲ့စိုးစီးစွာကြိုတင်ကုသပါလို့တိချင်းကုသပါလို့မတက်ကအကြံပေးချင်ပါတယ်ရှင်အဲ့တော့ဒီဟာလေးကိုလိုချင်တော့ဒီနေရာလေးကနေပြီးတော့လာခဲ့ပါဒီလိုဖြစ်ဆက်စာလေးတောက်ချင်တယ်ဆိုရင်တော့ဒီပေါ့နော်
page ကနေပြီးတော့လာပါ page မှာလည်းကျမရဲ့ဘူးဒရာတွေအများကြီးတင်ဆက်နေရမို့လို့ like and follow လေးလုပ်ခဲ့ပြီးဖို့အတွက်တောင်းဆိုပါရစေရှင်အဆင်ပြေပါစေမသက်